ဘာလို့ရှင်းတာလဲမသိဘူးတော့ ဘာလို့ချင်လို့လဲဆိုတော့ဟာတကိုယ်လုံးပြည့်တက်တူးထိုးချင်တာ ဟုတ်ရတယ်လေကိုဘာပုံလေးထိုးချင်တာလဲမသိဘူး ဘာပုံလေးထိုးချင်တော့ဆိုတော့ဗောနော်ခုနှစ်ရဲ့သားသမီးရဲ့သူတို့ကောင်းတော်တော်များများတော့အခုဟာမင်းသားပိုင်တကွနဲ့တူလို့ပြောကြတယ်ဗောနော် ဟမ်ဘယ်သူပြောရလဲ ဟိုဘယ်သူပြောရလဲဆိုတော့ဟိုဟာဗောရက်ွက်တဲ့ကမုံဝဲကြီးနေကြကလေးတွေရဲ့ဟိုအမျိုးတွေပြောတာဟုတ်ဘာလဲမတူးလို့ပြောချင်တာမတူးပြောမထိုးဘူးနော် တူတူကိုပိုင်တကူတက်ကိုရမ်းချောတာပိုင်တကူတက်ကိုရမ်းတူတာကိုက ငါပိုင်တကွနဲ့ကိုပို့ချိုးသေးရလားဟုတ်ကဲ့အေးအဲ့ဆိုထုံးမယ်လား ကိုကဘာကာလာလေးတောင်းမလဲဗျ ဘာကာလာလေးသုံးမလဲဆိုတော့အခုကဟိုအနီရောင်တောက်တောက်လေးရဲ့ညီလေးရဲ့ပြီးလို့ရှိရင်လိမ္မော်ရောင်တောက်တောက်လေးရဲ့အစိမ်းရောင်လေးကိုမတ်လုပ်ပြီးတော့နော်အခုရဲ့ခန္ဓာကိုယ်မှာလှပနေကိုထိုးချင်တာ အကိုသားရင်နဲ့ဆိုဒီမပေါ်လာဘူးထင်တယ်နော် ဟိုအခုသားရင်လည်းအဲ့အရောင်မပေါ်ဘူးဆိုလို့ရှိရင်ဟိုဘာရောင်လေးဆိုရင်ပေါ်မလဲ အဖြူ ဟမ်မင်းကစော့ကားလာမထိုးတော့တော့ငါပြန်มาတော့မင်း ဟာကိုစတာကိုဘာပုံလေးထိုးပေးရမှာစင်ပြောင်ထိုးပေးမယ်လေ ညီလေးအခုကဘာပုံထိုးချင်တာလို့ဆိုတော့ဗောနော်အခုရဲ့ခန္ဓာကိုယ်ပတ်ပတ်လေမှာမန္တလေးမြို့ရဲ့စက်သေးဆောင်ဖြစ်တဲ့မန္တလေးနန်းမြို့ကျုံယူလေကျုံယူပတ်ပတ်လေဝိုက်ရှင်တယ်အဲ့ကျုံအပေါ်မှာဗောနော်ဟိုနန်းတော်တကားဝတစ်ခုမှာဆိုချင်းငကားကြီးအားလို့အမောက်ကြီးထောင်ပြီးတော့စောက်နေတဲ့ငကားကြီးပုံဗောနော်အများကြီးပါခြင်းတယ်ဗောနော်အပေါက်တစ်ခုစီမှာတစ်ကောင်းပါခြင်းတယ်ပြီးလို့ရှိရင်ဘာခြင်းသေးလဲဆိုတော့ဒီမန္တလေးမြို့ရဲ့အထင်ကြီးဖြစ်တဲ့ဟိုမန္တလေးတောင်လည်းပါခြင်းတယ်မန္တလေးတောင်ပြီးလို့ရှိရင်ဟေးကိုဖယားကြီးဖျားကြီးပေါ့နော်မဟာမြတ်မုနိဖျားပွဲမှာကျင်းပတဲ့ဖျားပွဲစီကားတိုက်မဲ့ဆိုကျင်းပနေတဲ့လူတွေရောဖျားပွဲတွေရောအဲ့ဒီအားတွေလည်းအခုလုံးပါကျင်တယ် ဟာကိုပြောရများနေပြီကိုရဲ့ ဟောတော်တော်များပါလား တော်တော်များနေပြီ ဟာကြီးလည်းမများဘူးဒီကနေ့မများဘူးဆိုတာဘာလဲဆိုအခုကလေဖြစ်နိုင်မန္တလေးတိုင်းတစ်တိုင်းလုံးကပုံကိုခက်တယ်ကမှထိုးချင်တာမရဘူးလား ရတယ်ကိုစင်ပြောင်ထိုးပေးမယ်ရတယ်ကို နော်အစိုးသက်မှာဆိုလို့ရှိရင်ပေါ့နော်မန္တလေးကန်တော်ကြီးရဲ့ကရွေးရဲ့ပုံပါကျင်တဲ့အဲ့လိုပေါ့နော်အဲ့ဒီပုံကြီးအားလုံးကိုကာလာအစုံနဲ့အသက်ဝင်နေတဲ့ပကြီးကားတစ်ချက်လို့ပြောင်းအခုခန္ဓာကိုယ်ကအပြည့်ထိုးကျင်တာအဲ့တော့ကြီးလေးဟိုကအပီစီ6000ခွဲနဲ့ထိုးပေးပါ ဒီလူစကြက်တွေတောင်းနေပြီဘလို့ဖြစ်နိုင်မှာခင်ဗျားပြောတဲ့6000ခွဲဈေးနဲ့ ဟာမဖြစ်နိုင်ဘူးဖြစ်နိုင်တယ်မပြောနဲ့ငါပြောတာငါကစတမာဖြစ်တဲ့အတွက်ကစတမာစိတ်ချမ်းတောင်လုပ်ပြီးတော့မှမင်းရဲ့တောင်ဝင်အဲ့ဒါတော့ငါ6000ခွဲနဲ့ပုံပြည့်ထိုးပေး ခင်ဗျားပြောတဲ့ပုံက6000ခွဲတော့ဈေးဖို့တော့မရှိဘူးခင်ဗျားပြောတဲ့ပုံက ဟိုကဆေးဖို့ရှိတာမရှိတာပြောတော့ထိုးလို့လို့လို့ ခင်ဗျားရိုးတန်းအေးဆေးပြန်မလားကျုပ်ထရရမလားရှိရတယ် ရေးချက်ပြင်မယ်နော်ဟဲ့အဲ့ဒါညီလေးပြန်ပြီနော် ခင်ဗျားပြန်တော့ကြွခင်ဗျားနောက်လည်းမလာနဲ့လာလည်းမနောက်နဲ့ဘယ်တော့မှလည်းပြန်မလာခင်နဲ့ ဟိုအဲ့ဆိုလို့ချင်းညီလေးရတော့ရောက်ခိုက်မထူးတော့ပါဘူးမဖြစ်ဆွေပြည့်အနေနဲ့ဟိုငကားပုံနဲ့ကျုံးပုံလေးအလကားထိုးပေးလိုက်ပါလားငကားပုံနဲ့ကျုံးပုံလေးအလကားထိုးပေးလိုက်ပါလား မထရရလားမလားကျုပ်